မေတ္တာတုတိတကေအင်္ဂိယသာသာအရှုံးနဲ့မြတ်ပိုင်းချလူကြီးမာရီသုံးပါးစေရီပါရမီတော်စာစီတော်ကုန်တို့ကြောင့်၆ရောင်စုံခွန်မြူလျက်ဣရတဆိုတဲ့ဝေရုကိုအတုခတ်ခိုင်ဖတ်ပြန်နိုင်အောင်လက်ကံရရှိတော်မူသောဘုရားရှင်ကိုယ်တော်မြတ်ကြီးဗမှုကံတွေမြတ်ကုန်းတော်လက်သွေးအလေဘုံတေတေနိုင်တင်စာကြရာလူယူထားကောင်းစွာပါပွားဖြစ်ပေါ်၍လာတော်မူသောဩနာယာစာဆွေလို့ဆံနတ်တောင်ခန့်ရှိရသဖြင့်စိတ်သာနေသွေဝိနန်းကြည်မြည်ကဲ့သို့ဖြူစီဝေးသည်လက်ရာ၏ခွေယုံစိတ်ချဲပွင့်နေပုံလိုဩနှလုံးကောင်းဝေရှင်တော်တဲ့ဘုသူမြတ်ကြီးရဲ့တော်မလကားဒါထဤစာပရမညာခေါင်ရန်လေးစီမကဲ့သို့နိယံတော်လောကံတော်တို့ဖြင့်မပေါ်အောင်ဖုံးပင်ထားတော်သွားတော်လေးစေဆွေတော်လေးစုဖြူရရတတ်တော်သူတော်မလကားတေတရတိယောပလေအမင်းစိတ်စင်နမှုဘောဖြူဝေရွယ်ပြတ်တဲ့စီချေဝေကျေရောက်တန်ကိရာတဝေတောင်ကိုနေရောက်တန်ဤကဲ့သို့ညနေပန်းစပေကောကြာပြူဝေဝေမ